မိန်းကလေးရှေ့တုန်းကတိတ်တော်ခဲ့ကြတယ်ဒီနေ့ခေတ်ကျမှခေတ်ကြောင်းတွေပေါ်လာဟိုတုန်းကဒီကဏီဆရာတော်ဘုရားကြီးရဲ့အမေကဒကမတွေနော်ဒကမတွေကဏီဆရာတော်ဘုရားကရဟန္တာတမြတ်ကြော်ကြတဲ့ဆရာတော်ဘုရားစာသွားတင်တယ်လို့တို့ကြားဘူးတာပေါ့9 ရက်လောက်ကျတော့အိမ်ပြန်လာအမေလုပ်တဲ့ပုဂ္ဂိုလ်ကထင်းခွေရေခတ်ဆန်ဆေးတယ်ငါသားတဲ့ဘာစာတွေသင်ခဲ့လဲတဲ့တင်းညို9 ပိုင်းမှာအမေတဲ့ဘယ်နှစ်ရက်ကြာလဲတဲ့9 ရက်ချက်ခဲ့ရတယ်ဘုန်းကြီးမလုံးနဲ့တော့တဲ့တင်းညို9 ပိုင်းကို9 ရက်ချက်တာညီတို့ချက်ကြည့်စမ်းကိုင်းစောဆရာတော်တွေရှင်များဘယ်တော့ဝင်သားကြကောင်းလားတပြို့သာသနာတင်းညို9 ပိုင်းကို9 ရက်ချက်လို့ငါရှင်တို့တွေက9 ရက်ရတဲ့ဘုန်းကြီးရှိလက်ညှိုးထောင်လိုက်ပါတင်းညို9 ပိုင်းကို9 ရက်ချက်တာဒီလောက်ညင်ရင်စာသမတင်နဲ့တော့အမေကြီးဟာတရားမလို့သူတော်တာလေဘာဖြစ်လို့လဲအမေတို့များနံပါတ်ဆိုတဲ့ကျောင်းတကာဥပဒကာကိုရေးဖို့ပြီးတဲ့လက်သန်းတော်ဟာလေးများ9 ရက်ချက်နေအမေတို့များတဲ့နော်ဒီနေ့တို့မနေ့ကနေတော့ပေးလိုက်တာ10 မိနစ်နဲ့ညတညက်နေကြက်လိုက်တာတညက်နေရရောတဲ့ဟာအဲ့ဒီမိန်းမကအဲ့ဒီဒကမာကြီးဟာကဲကြည်စမ်းတော်တာမကျင့်နဲ့တော့ရှေ့ရဒကမာတွေဟာတော်လိုက်လားကြားစွာမင်းကြီးကစာချနေတယ်တော်တဲ့ဘုန်းကြီးတစ်ပါးကဟေတုမန္တဝိသေသနာဆိုတဲ့အရာကိုဒါဆိုဒကမတွေဆိုကြားဖို့တော့ခတ်သွားဟေတုဆိုတာအကြောင်းအတွင်းနဲ့ဖြစ်တယ်မဆိုနမောတတ္တဘဂဝတ္တောဘုံတော်ကြီးတော်မူသောအရဟတောကိရိတာယံသူပေါင်းကိုအောင်မြင်တော်မူသောလူမင်းနမင်းဗြဟ္မာမင်းတို့ကိုဝေယထိုက်တော်မူသောဘဂဝတ္တောဘုံတော်ကြောင့်ပြည့်စုံသောမြတ်စွာဘုရားအဲ့လိုဆိုရင်အရဟတောလူမင်းနမင်းတို့ကိုဝေယထိုက်တော်မူသောကြောင့်ဘဂကုံနဲ့ပြည့်စုံတယ်အဲ့ဒီလိုမျိုးသောကနေပြီးတော့ကြောင်းဖြစ်တယ် adjective ကနေပြီးတော့ cause ပြန်ဖြစ်တယ်အကြောင်းဖြစ်တယ်အဲ့ဒါမသိလိုက်ဘူးဒါနဲ့ကျစွာမင်းကြီးကစာချပြီးတယ်9 ဝါလောက်စာချပြီးတယ်ကမှရေလေးတောက်မလို့အဲ့ဒီဘုန်းကြီးကပြန်ဝင်လာအရှင်ဘုရားတဲ့ဟောဆိုအရှင်မင်းကြီးခုနကပြောလိုက်တဲ့ဟေတုမန္တဝိသေသနာဆိုတာကိုတဲ့ဘုန်းကြီးကကြီးမဝတ္တဖြစ်ရင်တိတ်နားမလဲဘူးတဲ့နည်းနည်းရှင်းပြစမ်းပါတဲ့အဲ့ဒီအချိန်မှာဟိုနားမှာဟိုနည်းရဲ့ဘရင်ရဲ့ကိုလုတ်တော်မောင်းမကခါတီးလေးခါသေးရင်ချီပေါ့ခါသေးသောမိဖုရားငယ်ကြီးမားသောရေတကောင်းကြီးကိုတဲ့ခဲ့တဲ့သူရေတော့ဖို့ကောင်မလေးကပြန်ပြောရတာတပည့်တော်မသည်ခါသေးသောကြောင့်ရေတကောင်းကြီးကိုမနိုင်ပါတဲ့ဟောတယ်အခါသေးသောလမ်းလျှောက်နှေးသောဒကမာကြီးမြန်ပြေးခဲ့စမ်းလမ်းလျှောက်နှေးသောကြောင့်မြန်မလာနိုင်ပါအဲ့ဒါဘယ်လောက်ချစ်ချင်းမိမစာရည်နားရည်ဝနေတာဖြစ်ချင်းကြောင့်ခါသေးသောမိဖုရားငယ်ကြီးမားသောရေတကောင်းကြီးကိုတဲ့ခဲ့စမ်းတဲ့အဲ့ဒါကိုမေကောင်မလေးကပြန်ပြောတာခါသေးသောကြောင့်ကြီးမားသောရေတကောင်းကြီးကိုမနိုင်ပါဖရာတဲ့သဘောပေါက်ပါပြီတဲ့ဘုန်းကြီးသဘောပေါက်သွားတယ်ဒကမကပြောလိုက်ရတွေ့လားဟုတ်ပြီနော်အဲ့ဒါပဲဟိုမှာခုံတော်မောင်ကြပန်းသိပ်ပြီးတော့စာပေတွေတက်တယ်သူကအမလေးလူရင်ကျော်လေးကိုရင်ကုံတလကိုရင်တစ်ပါးသွားရောရေသွားခတ်တယ်ဒကမ2 ယောက်စကားပြောနေတယ်ရေငင်းနေတယ်ပကံဆရာတော့သွားစမ်းကွာတဲ့မောင်ကြပန်းနဲ့ဟိုမှာကုံတလတဲ့သွားရေခတ်ဆန်းတယ်ပထမတစ်ပါးပြောလိုက်တယ်ရှုံးပြန်လာခဲ့တယ်ကိုရင်ဘွယ်ဘယ်လိုခေါ်လဲတဲ့ခေမာတဲ့ခေမာဆိုတော့အဲ့ဒီလေကြီးပေါ့နော်တဲ့အဲ့လိုလဲပြောကအမေနဲ့သမီးဟဲ့သမီးတရားစမှာစကိုင်းတရားဒီကိုင်းမှာစလေးနဲ့တက်လို့ရတယ်လေတဲ့ပုံနေခေါ်တယ်ဟောမိမတွေကစာတွေညံတော်နေတာဒါနဲ့ဆရာတော်ကခုံတော်မော်ကြမ်းဖြစ်မဲ့ကုံတလရှင်ကုံတလကိုသွားပြီးတော့ရေသွားခတ်ဆန်းတဲ့အဲ့နဲ့ကောင်မလေးနင်းဖေးကဘာလုပ်လဲဆိုတော့ရှေ့နေပေါ့လေစထားပါတော့အဲ့နဲ့ကိုရင်းနဲ့လာပြန်တပါအမေတဲ့ကိုရင်တပါလာကိုရင်းဘွဲ့ဘာတူလဲတဲ့ဗျာဒိတ် 4 ပါးရတဲ့နိုင်ငံတိုင်းပြည်ဟုတ်ပြီဗျာဒိတ် 4 ပါးရတဲ့တိုင်းပြည်အဲ့ဒီတိုင်းပြည်အလွန်ဘုန်းကြီးတဲ့ရှင်ဘုရင်အဲ့ဒီရှင်ဘုရင်မိဖုရားချစ်လာတဲ့မိဖုရားအဲ့ဒီမိဖုရားရဲ့ထူးခြားချက်ကငါ့ဘွယ်ပဲကုံတလပေါ့နော်တဲ့တန့်တည်တယ်တော်မိန်းမတွေတော်ဝင်ပြောတာအတင်းတွေရလုံမနေနဲ့ဗျာဒိတ် 4 ပါးရတာပေါက်ကံပြီဘုန်းကြီးတဲ့ဘုရင်အနော်ရထအလွန်ချစ်တဲ့မိဖုရားစောမွန်လာထူးခြားချက်ကနှရောင်းမှာဓာတ်တော်ကွန်ပျူတာနှရောင်းဓာတ်တော်တော့နာမည်မပေးနိုင်ဘူးဒါနှရောင်းဆိုတော့ကုံတလယောက်ျားလေးဖြစ်ရင်ကုံတလတစ်ချက်ချင်းတန်းသိတယ်ဟိုကတော့ခက်ပြီးထင်ပြီးပြောရတာရှင်ကုံတလခုံတော်မောင်ဂျပန်ကဗျာဒိတ် 4 ပါးရတဲ့နိုင်ငံအဲ့ဒီနိုင်ငံရဲ့ဘုန်းကြီးတဲ့ဘုရင်အဲ့ဒီဘုရင်ရဲ့အလွန်ချစ်တဲ့မိဖုရားအဲ့ဒီမိဖုရားရဲ့ထူးခြားချက်ကငါ့နာမည်ပဲတဲ့ကိုရင်ကုံတလပဲတဲ့တန်းသိတယ်ညီတို့မှဘာမှမသိဘူးကိုပြောတာတော့မနေမှတ်နေရတယ်